မွန်ပြည်နယ်ကြားတဲ့မြို့နယ်မှာပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနဲ့အခြေခံပညာဦးစီးဌာနတို့ပွားပြီးတော့59နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းမှာအသိပညာပေးတောက်ရွှေဆွေးနွေးပွဲကိုဖေဖော်ဝါရီလ17ရက်နေ့ကမြို့နယ်ရုံးကွန်မြူနတီစင်တာခန်းမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီဆွေးနွေးပွဲမှာမြို့နယ်ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးရာရှိသက်သက်မော်ကအစီအစဉ်တွေဆက်သွယ်ပြဆောင်ရွက်ခဲ့ပြီးတော့အမကတောင်ကနေကျောင်းမှာကျောင်းဆရာကြီးဦးအောင်ခိုင်တို့ကပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံကြောင်းကိုအခုလိုပဲဆွေးနွေးပြခဲ့ပါတယ်။ ဒီပြည်ထောင်စုနေ့ဆိုတာပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံအတွက်ဒီအလုံးအရေးကြီးတဲ့သမိုင်းဝင်နေ့တစ်နေ့ဖြစ်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်ဒီ1948ခုနှစ်ကနေစပြီးတော့ဒီဖေဖော်ဝါရီ22ရက်နေ့ပါပေါ့နော်ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ဖွဲ့ကနေပြီးတော့ဒါပင်လုံစာချုပ်ပေါ့နော်ဒါချုပ်ဆိုခဲ့တယ်ပေါ့ချုပ်ဆိုခဲ့တဲ့ဒီမှာလည်းဒီတိုင်းသားတွေဒီတောင်တန်းဒေသတိုင်းသားတွေရှမ်းတို့တချင်းတို့ချင်းတို့ပေါ့နော်တိုင်းသားတွေပါတဲ့လူတွေဖွဲ့နေတယ်ပေါ့နော်ဒီစာချုပ်ချုပ်ဆိုခဲ့တယ်တပတ်စုစာချုပ်ချုပ်ဆိုခဲ့တယ်ပေါ့ဘောစုစာချုပ်ထဲမှာပါလဲဆိုတူတွေကဒီလက်တွဲပူပေါင်းပြီးတော့လွတ်လပ်ရေးကိုအရာယူကြမယ်ဆိုတော့ဒါပဋိသစ္စာပေါ့နော်ဒီကပါတဲ့ခါတော့ဒါဟိုကျောင်းမျိုးတို့လက်မှတ်ရေးထိုးပြတဲ့ခါကျတော့ကျွန်တော်ပြည်တော်စုကြီးကိုကျွန်တော်စုပေါင်းပြီးတော့တည်ထောင်ခဲ့ကြတယ်ပေါ့နော်ဒီကမှာဒီပြည်တော်စုဆိုတဲ့ဟာလဲကျွန်တော်တို့ကပါလဲဆိုရင်ဘုရားအောင်ဆန်းတို့ကနေရောဒီစီလုံးမှုပေါ့နော်စီလုံးမှုဒီ unity ရနေပြီးတော့ဒီ union ဖြစ်အောင်ပေါ့နော် union ဖြစ်အောင်ဆိုတော့ဒီပြည်တော်စုဖြစ်အောင်ဆိုပြီးတော့သူတို့ဒီစီလုံးညီညွတ်မှုရှိအောင်ဒါစူးစမ်းခဲ့တဲ့ဒါကျွန်တော်တို့ရလက်ကောင်တွေဖြစ်တယ်ပေါ့နော်အဲ့ရနေမှာတစင်တဲ့အဲ့နေ့ကိုကျွန်တော်တို့ရဲ့မြန်မာနိုင်ငံပြည်သူပြည်သားတွေအတွက်ရအောင်ထူကြတဲ့တမိုင်းဝင်နေ့တစ်နေ့တစ်ဖြစ်သတ်မှတ်ပြီးတော့ကျွန်တော်ဒီမှာဒီပြည်တော်စုနေ့ဖြစ်ကျွန်တော်သတ်မှတ်ခဲ့ကြတယ်ပေါ့နော်ကျတဲ့ငနဲ့ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေနဲ့အခုလိုအသိပညာပေးကြောက်ရွံ့စီစဉ်ရက်ကူတော့နေကြပါဝယ်ဒီလိုအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းတွေကိုစမ်းစမ်းပတ်ပြဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။